ကြီးရှင်ကျမတို့ရဲ့မြန်မာကြီးเจ้าကိုပြောရမယ်ဆိုရင်ဖြင့်ကဘာကျော်မျက်လှည့်ဆရာကြီးရဲ့မျက်လှည့်ပြကွက်ဆန်းတွေကိုကြည့်နေရတယ်လို့ပါပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုအတည်ပြုဖို့အတွက်နာဂစ်မုန်တိုင်းကြောင့်တည်ကြည်ပျက်စီးခဲ့ရတဲ့ပြည်သူတွေရဲ့ဒုက္ခကိုမှမငဲ့ကွက်အာဏာရမက်လောဘတွေတက်ခဲ့ကြတယ်လေဖွဲ့စည်းပုံကြီးကို90%ကျော်ထောက်ခံတယ်ဆိုပြီးကြွားလုံးထုတ်မဟုတ်မှလွယ်ရောနာဂစ်ကြောင့်တည်သွားတဲ့သူတွေစီကနေကြိုတင်မဲများကောက်ထားကြလေသလားဖွဲ့စည်းပုံပြီးပြန်တော့လေရွေးကောက်ပွဲတဲ့ရွေးကောက်ပွဲနဲ့တစောင်းတိုင်းလာပြညနဲ့များမှားသလားချင်မိရတယ်ပြောပြန်ရင်လဲရွှေမီးပဲလွန်ရကြလိုက်မယ်နေမျိုးလေးတစ်မျိုးကမဲုံတယုံမှာပေါ့မဲပေးပြီးလို့မဲရည်တဲ့အခါမှာကြံ့ဖို့မတ်ကြီးကခွက်လန်အောင်ရှုံးပါလေရောအဲ့ဒီအချိန်မှာကြံ့ဖို့မတ်ကအိမ်ပြန်ပြီးတော့မဲပြန်စစ်မဲဆိုပြီးမဲဘုံကိုတည်သွားတဲ့လေသူတယောက်တည်းလဲမဲစစ်ပြီးရောကြံ့ဖို့အမတ်ကြီးအနိုင်ရတယ်ဆိုပြီးကော်မရှင်ကကြီးညာလိုက်ပါလေရောတဲ့ရှင်နိုင်မှာပေါ့အဲ့ဒီမဲတွေအကုန်လုံးကကြံ့ဖို့မဲတွေကြီးပဲလေမသိလို့ရှိရင်မိတ်တူဆိုင်ရများမိတ်တူကူပြီးလာပို့သလားအောက်မေ့ရတယ်မောင်မင်းကြီးသားတွေကတော့လွန်သလားမမေ့နဲ့မဲယုံတယုံမှာမဲရည်လိုက်တဲ့အခါမှာလဲကြံ့ဖို့အမတ်ကရှုံးမြန်တဲ့လေဒါပေမဲ့အဲ့ဒီအချိန်မှာမီးပြတ်သွားတယ်တဲ့ဟောခဏကြာမီးလဲပြန်လာရောမဲပြန်ရည်လိုက်တဲ့အခါမှာကြံ့ဖို့အမတ်ကအပြတ်အနိုင်ရသွားပါတဲ့ရှင်မဟုတ်မှလွယ်ရောမီးပြတ်တဲ့အချိန်မှာနတ်တကြားတွေကများမဲလာထည့်လေသလားမသိပါဘူးဒီတစ်ခါကျတော့တမျိုးရှင်တောင်ဝန်ကြမဲယုံမှုကိုယ်တိုင်ကရိုးရိုးအားဖိုးဖိုးဖွားဖွားဦးတော်တော်ဒီအားလုံးကိုကူညီပြစေဆိုပြီးစီဒနာဘလက်ဘွားနဲ့ချင်တဲ့နေရာမှာသူကိုယ်တိုင်မဲချစ်ပေးတယ်ဆိုပဲကောင်းလိုက်တဲ့စီဒနာပါလားရှင်အဲ့လိုမဲတွေခိုးလုံးလို့မြမပြည်ကမြို့တွေတောင်နာမည်ပြောင်းကုန်ပြီလေပဲခူးကိုမဲခိုးပသိမ်ကိုမဲလိန်တဝဲကိုတော့မဲဝဲတဲ့ဟောရန်ကုန်ကြပြန်တော့မဲဘုံတယ်လေအဲ့ဒီလိုမဲခိုးပြီးတော့ရွေးကောက်ပွဲအပြီးမှာတော့မြမပြည်ရဲ့ရုပ်သေးလွတ်တော်ကြီးပေါ်ပေါက်လာခဲ့ပါတဲ့ရှင်လွတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာလွတ်တော်စည်းဝေးကြီးကျင်းပတော့မှာဖြစ်တဲ့အတွက်လွတ်တော်ဥက္ကဋ္ဌကြီးကြွားရောက်လာပါပြီခင်ဗျာလွတ်တော်ထဲမှာအမတူရဲ့ဆွေးနွေးတင်ပြချက်များပေါ်မိမိရဲ့ဆန္ဒမဲပေးတဲ့အခါမှာအတန်ဖြင့်ဆန္ဒမဲပေးလို့ရပါတယ်။ဒါကိုအစမပြေဘူးဆိုလို့ရှိရင်လက်ထောင်ပြီးဆန္ဒမဲပေးကြရမှာဖြစ်ပါတယ်။လက်ထောင်ပြီးဆန္ဒမဲပေးတာအစမပြေဘူးဆိုလို့ရှိရင်ခလုတ်နှိပ်ပြီးဆန္ဒမဲပေးကြရမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာပွဲဝင်ငင်အပြင်မှာကျင်းပဆိုဒီတိုင်းဒီကနေ့လွတ်တော်ထဲမှာခလုတ်နှိပ်အစလေ့ကျင့်ပွဲကိုပြုလုပ်ကြရမှာဖြစ်ပါတယ်။ကိုယ်စားလှယ်တော်ကြီးများအားလုံးခင်ဗျာခလုတ်နှိပ်အစလေ့ကျင့်ခြင်းအစီအစဉ်စတင်ပါတော့မယ်။ထောက်ခံကြားနေကန့်ကွက်ကြောက်ရည်ထောက်ခံကြားနေကန့်ကွက်ကြောက်ရည်ထောက်ခံကြားနေကန့်ကွက်ထောက်ခံကြားနေကန့်ကွက်ဟောကျွန်တော်တို့မမားရအောင်လို့နောက်တစ်ခေါက်လောက်ထားလို့မှဖြစ်ပါတယ်ထောက်ခံကြားနေကန့်ကွက်
ကျွန်တော်တို့ထပ်မမအောင်လို့ပြန်လေ့ကျင့်မှာဖြစ်ပါတယ်ထောက်ခံကြားနေကန့်ကွက်ဟုတ်ကဲ့နောက်ဆုံးတစ်ခေါက်အနေနဲ့ပြန်လေ့ကျင့်ပါအောင်ခင်ဗျာထောက်ခံကြားနေကန့်ကွက်ကြွားရောက်လာကြတဲ့လွတ်တော်ကိုယ်စားလှယ်အမတ်မင်းများခင်ဗျာဒီကနေ့လွတ်တော်အခမ်းအနားကြီးကိုစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာဒီကနေ့အားလုံးစုံစုံညီညီတက်ရောက်လာကြတဲ့အတွက်လွတ်တော်အစည်းအဝေးကြီးအောင်မြင်ကြောင်းကြေညာအပ်ပါတယ်ကိုယ်စားလှယ်တော်အမတ်ကိုယ်စားလှယ်တော်အမတ်မင်းကြီးများခင်ဗျာကျွန်တော်တို့လွတ်တော်ဟာတခြားတိုင်းပြည်ရဲ့လွတ်တော်တွေနဲ့မတူပါဘူးငြိမ်ဖို့ပြပြပြီးစီကံပြေးသွားတဲ့လွတ်တော်ကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်ကိုယ်စားလှယ်တော်တွေဟာအိမ်မငိုက်ရအချင်းချင်းစကားမပြောရလေးမလဲရကျွတ်တောင်ထုတ်ခွင့်မရှိပါဘူးခင်ဗျဒုက္ခပဲကွာအမတ်ဖြစ်မှာပဲစီးကြဝမ်းကျိုးဖြစ်တော်မယ်နဲ့တူတယ်နောက်ပြီးတော့လွတ်တော်ကိုဝင်တဲ့အခါတိုင်းမှာလွတ်တော်လုံခြုံရေးအရာရှိသမျှအဝတ်စားတွေကိုချွတ်ပြီးကိုယ်စားလှယ်တော်ရဲ့ခန္ဓာကိုယ်မှာမှဲ့တင်းတိတ်ဝက်ချံအမာရွတ်အမှတ်သားတွေဘယ်နှခုရှိဒီကအစစစ်ဆေးမှဖြစ်ပါတယ်ငါတို့ဓမ္မမှာရိုက်အောင်လားမသိဘူးစကားမများနဲ့တန်တက်ခံရလိမ့်မယ်နောက်ပြီးတော့အမတ်တရားအဝတ်စားတွေကိုလှလှပပဝတ်ဆင်ရပါမယ်ဒီနေ့ကိုယ်စားလှယ်တော်တွေရဲ့ခေါင်းပေါင်းတွေကိုကြည့်ရတာမငြင်းမညာဖြစ်နေပါတယ်တချို့ကလည်းဘယ်ဘက်ကိုခြားထားသလိုတချို့ကလည်းညာဘက်ကိုခြားထားကြပါတယ်ဒါတွေကမငြင်းညွတ်တဲ့သဘောကိုပြသနေပါတယ်ဒီလိုအသေးဖွဲကိစ္စလေးတွေကအစမညှိနှိုင်းရင်ဒီမိုကရေစီနဲ့ဝေးသွားနိုင်ပါတယ်ဒါကြောင့်ခေါင်းပေါင်းစားတွေကိုအားလုံးညာချကြပါလွတ်တော်ကိုတက်ရောက်လာတဲ့ကိုယ်စားလှယ်တော်ကြီးများအားလုံးတညီတညွတ်ထဲညာချကြပါခင်ဗျာကျမတို့ကခေါင်းပေါင်းစားမှမရှိတာဘာချရမှာလဲအေးဟုတ်တယ်နော်ကျမတို့ရဲ့ပန်းခတ်တွေကိုညာချလိုက်ရအောင်လေပထမဆုံးလွတ်တော်အစည်းအဝေးကျင်းပခြင်းဟာအထက်ပုဂ္ဂိုလ်ကြီးများဘေးရင်ဆရာကြီးများရဲ့ရေရာအရစက္ကန့်90နဲ့လွတ်တော်ကိုရုပ်သိမ်းရမှာဖြစ်ပါတယ်ဒါကြောင့်ပထမဆုံးလွတ်တော်ကြီးမှာညာချဖို့ကိစ္စကိုကောက်ကွယ်မှမရှိသဘောတူကြောင်းကြေညာရင်းလွတ်တော်ကြီးကိုရုပ်သိမ်းကြောင်းကြေညာအပ်ပါသည်ခင်ဗျာတော့သတင်းစာတွေမှာပါရတာအဆင့်မြင့်မှမြင့်မယ်ဗျာဟာသူသားမအောင်ဗျခင်ဗျာဘာရွာဆင့်မြင့်နေဟာခင်ဗျာသမင်းစားဝိုင်းကိုလည်းကြည့်အောင်နေဗျာဒီမှာအသားကြီးပဲငါးဘွဲဗျာဟိုမှာအကြီးကကြော်ရဲပါလေကဲဆင်းမမြင့်ဘူးလားဗျာဟုတ်တယ်တုံးတင်တာဗျာတို့တော်ကုန်းပေါ်မှာစောက်ထားလို့အဆင့်မြင့်နေပြောတယ်ထင်းနေတာခင်ဗျာလုံးတော့ပြီဗျာခင်ဗျာတို့တော်ထဲမှာဘာတွေများဆွေးနွေးဖို့စီစဉ်ထားတော့ဗျာကျုပ်တို့ကအထက်ကအမိန့်ချမှလှုပ်လို့ရတာဗျအထက်ကအမိန့်မချရင်ဘာမှကိုလှုပ်လို့မရအောင်အဲ့တော့လွတ်တော်ထဲမှာအေးအေးစီစီတရားမှတ်နေုံပေါ့ဗျာဟော TV ထဲလည်းပါမယ်ကုလိုလည်းရမယ်မကောင်းဘူးလားဗျာကောင်းပါဗျာကောင်းပါအထက်ကထောက်ခံမယ်ဆိုထောက်ခံလိုက်အထက်ကကန့်ကွက်မယ်ဆိုကန့်ကွက်လိုက်ကောင်းပါဗျာကောင်းပါနော်သိကောင်းတယ်လွတ်တော်ကလည်းကောင်းခင်းနေရလည်းကောင်းကျုပ်တို့ကလည်းကောင်းကောင်းဗျာတကယ်ကောင်းတယ်ဗျာကောင်းတယ်ဆရာတို့လိုအပ်တာရှင်းပြောနော်အယူထွင်ပေးရမလားဘလို့ပါဗျာသမင်းစားပြင်ပါချိုတဲမလဲမသိဘူးဟုတ်ရပါတယ်အပေါ်လေးသွားချင်လည်းပြောနော်ရတယ်အိမ်နာလေးတိကျွန်တော်လိုက်ပို့ပေးပါအိမ်နာတော့ကျွန်တော်သိတယ်လေဟာကြိုက်ခိုင်းလည်းပြောနော်မလို့လိုအပ်ကျွန်တော်ခေါ်လိုက်မယ်နော်ဟုတ်ကဲ့လိုက်သိတော်လိုက်သိတာလိုအပ်ခေါ်လိုက်မယ်အမတ်ဖြစ်ရတယ်ဖုန်းတို့ကလည်းတဲကြီးတော့ဗျာ
ရှင်ကြောင့်ကျမတို့အားလုံးတောက်ခါရောက်ကြတာဆိုင်ရှင်ကိုကန့်ကွက်ရမယ်ဟာမဟုတ်တာဆိုင်ရှင်ကတော့တဘောကောင်းတာဈေးနှုန်းလည်းထူတာတယ်ဟင်းနေလည်းအများကြီးစားလို့ရနေတာပဲဟာရှင်ပြောတဲ့ဆိုင်ရှင်မဟုတ်ဘူးဟိုဆိုင်ရှင်လေဘယ်ဆိုင်ရှင်တော့ချက်ဖွဲ့အမှန်ကြီးပြောနေတဲ့ဆိုင်ရှင်လေဆိုင်ရှင်လောက်စားမှရှင်ဒီကိစ္စကျမတို့ကန့်ကွက်ရမယ်ရင်ကုန်နှုတ်ပိတ်နေလို့မဖြစ်ဘူးနော်အမလာစားတစ်လောက်3သိန်းဩအေးဟုတ်တယ်ရှင်ပြောတဲ့ဟာပဲအဲ့ဆိုင်ရှင်ကိုကန့်ကွက်ရမှာကန့်ကွက်တက်တယ်နော်အေးဟုတ်တယ်မနှုတ်တတ်တာဘာရောတုံးသဘောတယ်ဗျာလူအဖြစ်ဆိုတာအင်မတန်မှရခဲ့တယ်ဗျာဘာလဲဗျာခင်ဗျာလွတ်တော်ထဲမှာ15မိနစ်လောက်ဝစီပိတ်တရားထိုင်လိုက်တယ်တရားပေါက်သွားလားဗျာသူပြောတာမှန်တယ်လူဖြစ်ဖို့ဆိုတာအရန်ခဲရင်တာအဲ့ဒီလိုပဲလွတ်တော်ထဲမှာလဲမေးခွန်းတစ်ခုမေးဖို့ဆိုတာလဲတော်တော်ခဲရင်ပါတယ်ဗျာလူဘီကအတစင်းနတ်ဘီကအတစင်းစုံရတော်လိုပါပဲဗျာဟုတ်ရဲ့ကိုမင်းစင်တဲ့မေးခွန်းကိုဥက္ကဋ္ဌကြီးဆိုကျွန်တော်10ရက်ကြိုတင်ရမယ်လေဗျာဥက္ကဋ္ဌကခွင့်ပြုချက်ရမှကျွန်တော်တို့ကမေးလို့ရမယ်ဆိုတော့ရုပ်ရှင်ရိုက်ဖို့တော့စဉ်းစားတင်တယ်လို့ဖြစ်မနေဘူးလားဟုတ်တယ်ဗျာကျွန်တော်တို့ဘွားကလေအခုမှလွတ်တော်ထဲရောက်မှပဲတောင်ပြုံးပွဲရောက်ပြီးမဟောတဲ့နက်တော်လိုပါပဲဗျာအဲ့လိုဘာပြောတာလဲခင်ဗျားလေဗျာကျုပ်ကပထမတော့အမတ်လုပ်ပြီးတော့လွတ်တော်ထဲရောက်လို့ရှိရင်ပြင်ကျင်တာတွေပြင်မယ်ပြောကျင်တာတွေပြောမယ်ဆိုပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တာဗျာခုကြောက်လေဗျာထုံးမချနာဆက်ကဆိုဖြစ်နေပါလေဗျာအေးအဲ့ဒါလည်းဟုတ်တာပဲဒါမှနေသမောခင်ဗျာခုနလွတ်တော်ထဲမှာပြင်မယ်ဆိုတော့ခင်ဗျာလွတ်တော်တော့ဘာတွေပြင်နေရှိလို့လွတ်တော်ကတော့ဗျာပြင်စရာမလိုသေးဘူးဗျာအခုမှအစ်စ်ဆောက်ထားတဲ့အိမ်ဆောက်တခြားပြင်စရာရှိတာရောဗျာပြောတော့ပါဗျာမပြောနဲ့ယူမပြောနဲ့စကားပုံကြားဘူးတယ်မလားအသွားမတော်တော့တလန်းအစားမတော်တော့တလုံးအပြောမတော်ရင်အချုပ်တယ်မင်္ဂလာချိန်ကြာရောက်ပြီဖြစ်သောကြောင့်လွတ်တော်အစည်းအဝေးကြီးစတင်ပါပြီခင်ဗျာလွတ်တော်ဥက္ကဋ္ဌစကားပြောပြီးတိုင်းမှာလက်ခုပ်ဩဘာများအားပါရတီးပေးကြဖို့ပန်ကြားပါတယ်ခင်ဗျာကိုယ်စားလှယ်တော်ကြီးများခင်ဗျာရှမ်းပြည်နယ်တာချီလိတ်မြို့အနီးတစ်ဝိုက်မှာလှုပ်ခတ်သွားတဲ့ငလင်ကြီးကြောင့်ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များစွာဆုံးရှုံးပျက်စီးခဲ့ရပါတယ်ထို့ကြောင့်ဝမ်းနည်းကြောင်းတဝင်လာကိုပေးပို့လိုက်ပါသည်ညိတော်အလိုက်မသိတဲ့အမှတ်တွေပဲဒါမျိုးကလက်ကုပ်မတိအောင်ဘူးလေသူပဲဒီခိုင်မတိခိုင်မျိုးအခုချိန်ကနေစပြီးမေးခွန်းများကိုမေးမြန်းဆွေးနွေးတင်ပြလို့ရပါပြီခင်ဗျာလေးစားပါတော့ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ကိုယ်စားလှယ်အမတ်မင်းများရှင်ကျမကတော့မန္တလေးတိုင်းအမရပူရမြို့နယ်ကလွတ်တော်ကိုယ်စားလှယ်အမတ်ဖြစ်ပါတယ်ရှင်ကျမသိချင်တာလေးတစ်ခုကတော့ကျမတို့ဒီလွတ်တော်ထဲမှာအမျိုးသမီးအင်အားအမတန်နေလာပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတာသိပြစီရှင်အမျိုးသမီးအင်အားနည်းတယ်ဆိုတာကတော့အမျိုးသားတွေအင်အားများနေလို့ပါပဲရှင်းပြီလားမရှင်းသေးဘူးရှင်မြန်မာပြည်မှာအမျိုးသမီးတွေဟာအမျိုးသားတွေနဲ့ဘာကြောင့်တန်းတူအခွင့်အရေးမရတာလဲဆိုတာလဲသိပြရစီရှင်ဒီမေးခွန်းကိုလည်းကျွန်တော်ပဲဖြေပါမယ်မြန်မာပြည်မှာအမျိုးသမီးတွေအခွင့်အရေးအပြည့်အဝမရဘူးဆိုတာမှားပါတယ်ကျွန်တော်တို့အမျိုးသမီးရဲ့အဖွဲ့ကိုပဲကြည့်ပါဖွင့်ဝဲတိုင်းမှာသူတို့ကရှေ့ဆုံးလာပါပဲနောက်ကြော်ညာတွေမှာပဲပြန်ကြည့်အောင်အမျိုးသမီးတွေဟာအများစုပါပဲနောက်ပြီးတော့စားတောက်ဆိုင်တွေကာရာအိုကေဆိုင်တွေနဲ့အနှိတ်ခမ်းတွေမှာဆိုရင်လည်းအမျိုးသမီးတွေကိုဦးစားပေးထားတာပါရှင်းပါပြီရှင်ဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနဲ့တကွာပြည်သူ့လွတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်ကတော့ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ကလွတ်တော်ကိုယ်စားလှယ်စောသိန်းထုဖြစ်ပါတယ်ခင်ဗျာ